Hello အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ဘန်ကောက်ကိုရောက်လို့ရှင်မသွားမဖြစ်သွားတဲ့ကော်ဖီဆိုင်လှလေးစီကိုခေါ်သွားပေးပါမယ်သူရဲ့ဆိုင်နာမည်လေးကဘန်ဆူအန်73ကဖေးလို့ခေါ်ပြီးတော့ဒီနေရာလေးကိုလည်းတစ်ခါလေးဗီဒီယိုထဲမှာထည့်ရေးပေးထားပါတယ်အင်နာတို့သွားတော့ဆိုင်အဝင်ကပြင်နေတာဆိုတော့အရင်ကြီးတော့မလှဘူးပေါ့နော်ဒါပေမဲ့ဆိုင်ထဲကိုဝင်သွားလိုက်တဲ့အချိန်မှာတော့အခုမြင်တွေ့ရတဲ့အတိုင်းအရန်ကိုလှပြီးတော့စိတ်ကလေးအေးချမ်းပါတယ်အပင်တွေလည်းစိမ့်စိမ့်ဆူဆူတွေအများကြီးရှိပြီးပန်းကလေးတွေရောငါးလေးတွေရောရှိတဲ့အတွက်ဥယျာဉ်လိုမျိုးပုံစံခံစားရပြီးတော့ပေါ့နော်အရန်ကိုစိတ်အေးချမ်းချမ်းလေးရှိနေပါတယ်ကိုယ့်အကိုအေးစစ်စစ်နဲ့စာအုပ်လေးဖတ်ရင်းနဲ့တယောက်တည်းအေးစင်းနားချင်တဲ့သူတွေပဲဖြစ်ဖြစ်ကိုယ့်ရဲ့ရီးစားလေးနဲ့တိတ်တင်လုပ်ချင်တဲ့သူတွေပဲဖြစ်ဖြစ်ရန်ကိုအဆင်ပြေတဲ့နေရာလေးတစ်ခုလို့ထင်ပါတယ်တပ်ပုံရိုက်စရာနေရာတွေဆိုရင်လည်းအများကြီးရှိတယ်ပေါ့နော်ဆိုင်ကိုလာတဲ့သူတော်တော်များများကဆိုင်ရမုံတွေလာစားတယ်ဆိုတာထက်ဆိုင်မှာလာပြီးတပ်ပုံရိုက်ကြတဲ့သူကများမယ်လို့ထင်ပါတယ်အငွေးလေးလည်းလွှတ်ပေးထားတာမို့လို့ဦးခုံးကားတဲ့နက်ပီကိုရောက်နေတယ်လို့ခံစားချက်မျိုးရစီမှာပါအတူတူသွားမယ်ဆိုလို့ရှိရင်တော့စိတ်ရှည်ပြီးတပ်ပုံရိုက်ပြီးတော်တဲ့တငယ်ချင်းတွေပဲသွားပါမစားခင်လိုက်ရိုက်လိုက်တာပုံ100ကျော်200နီးပါးရှိသွားပြီဖြစ်တဲ့အတွက်စားစရာရှိတာသွားစားပါတော့မယ်ဒါကတော့အရန်ကိုပေးများပြီးအရန်လေးချေရတဲ့ခီးသွားပေါ်ခီးသွားပဲမမဖြစ်ပါသူ့ဆိုင်မှာဆိုရင်မီနူးတွေကတအားစုံနေပေါ့နော်အများကြီးရှိပါတယ်ဒါပေမဲ့အင်နာတို့ကတော့အခုပြထားတဲ့ထဲဟာတွေပဲမစားလိုက်ပါတယ်အရသာတွေကတော့အရင်ကောင်းလိုက်တာဆိုရင်ထဲမှာတော့မပါဘူးပေါ့နော်ပုံမှန်တာမှန်ပါပဲဒါပေမဲ့လိုချင်တဲ့ပုံလှလှလေးတွေအများကြီးရတဲ့တော်တော်တန်ပါတယ်ဆိုင်ထဲမှာရှောက်ပတ်ကြည့်ရင်နဲ့ချစ်စရာကြက်တူရေးလေးတွေလည်းရှိပြီးတော့အမ်ဘလက်ဒီဝိုင်းလည်းရှိပါတယ်အားကြောင့်မလို့ဘန်ကောက်ကိုရောက်တဲ့အခါအဲ့ဆိုင်လေးကိုသွားကြည့်ဖို့အကြံပေးချင်ပါတယ်ရှင်အရန်လှလို့ပါနောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော်ဘိုင်ဘိုင်